အဂျန်ဖက်စစ်ခွတ်တက်ကယာနဲ့ခြီတဲ့ကောင်တွေဖောကနဲ့ပါတဲထုတ်နေရတယ်အဲ့ဒီယာနဲ့ခြီတဲ့ကောင်တွေကိုစွတ်လိုက်ပြုတ်လိုက်မိပကြိုနေရတဲ့အကြောင်းတွေကိုကျွန်တော်မိသားစုတွေကိုကျွန်တော်ဖော်ပြပေးချင်တာပါနောက်ထပ်ဖော်ပြပေးချင်တဲ့အကြောင်းအရာတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့မင်း online အတွက်ကတော့ရွှေကင်တွေဟာငယ်နိုင်ဖြစ်နေပြီလားလို့ကျွန်တော်တို့ပြည်သူတွေကမေးနိုင်ကြပါပြီဘာကြောင့်အခုလိုမျိုးမိကုန်းနေမေးနေတာလဲဆိုရင်လက်ရှိအကြံဖက်စစ်ခွေးတက်ကကောင်တွေကကင်းရနေမီအတွင်းတွေကိုဥရီကိုဝင်နေထွက်တွယ်သွားတယ်လာတယ်သူတို့ကလည်းဗတ်စိတ်တွေခွာတယ်ပြောင်းကတ်တယ်ခွာတယ်ပြောင်းကတ်တယ်ဆိုတဲ့အချက်တွေနဲ့ကျွန်တော်တို့ပြည်သူမိကုန်းတွေထုတ်နေကြပါတယ်ဒါဆိုရင်တော့ဒီကနေ့မှာ AR သားတွေဘလောက်ကြမ်းလဲဆိုတာကိုကြည့်ရှုဖို့တဲ့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုသားတွေကြမ်းလားမကြမ်းလားဆိုတာထက်မာလာသားတွေကလည်းရှေ့ကြမ်းပါတယ်ဆိုတော့ပထမဦးစွာကျွန်တော်ရဲ့မိသားစုတွေကိုအရင်ဆုံးဖော်ပြပေးချင်တာကမာလာအချင်းဦးစီးဌာနကရဲခွေးတကောင်ဟာရန်ကုန်မြို့လေကောင်မှာရှိတဲ့ဖုန်းဆိုင်တစ်ခုတည်းကိုဝင်ပြီးတော့ဖုန်းလူရက်ထွက်ပြေးသွားပါတယ်ကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်သတင်းတွေပြောတဲ့အခါမှာဝိရှကောကောင်တွေကဝင်ပြီးတော့ရောင်းတာတွေဟောင်းတာတွေလည်းရှိတယ်ဗျာဆိုတော့ comment တွေမှာလည်းကျွန်တော်ပြန်တွေ့ပါတယ်ဆိုတော့ဓာတ်ပုံတက်တီကိုကျွန်တော် Telegram မှာဝင်ကြည့်ကျွန်တော်ပြီးဖော်ပြပေးမယ်ဟုတ်ပြီဆိုတော့ဒီကောင်တော်တော်လေးကိုပိန်းတာဗျသူရဲ့အချက်လက်တွေကိုကျွန်တော်လေ့လာကြည့်လိုက်ချင်မှာဒီကောင်ဘာကြောင့်ပိန်းတာလဲဆိုတာကိုပါကျွန်တော်တို့တွေ့ရှိလိုက်ရတယ်မာလာသားတွေကတော့ငပိန်းတက်ပဲကျွန်တော်ရဲ့မိသားစုဝင်ရန်ကုန်မြို့လေကောင်မှာကျွန်တော်တို့ဖုန်းဆိုင်တစ်ခုအဲ့ဒီဖုန်းဆိုင်ရလည်းပဲဖုန်းအလဲထက်ကျွန်တော်တို့လုတ်တဲ့ဆိုင်ဆိုတော့အဲ့ဒီမှာဖုန်းလက်ထက်လုံမယ်ဆိုပြီးတော့ဟန်ဆောင်ပြီးတော့လူယူထွက်ပြေးသွားတာအဲ့ဒီထွက်ပြေးသွားတဲ့ကောင်ကအချင်းဦးစီးဌာနကတသားအဆင့်ရှိတယ်လို့ကျွန်တော်တို့ဓာတ်ပုံမှတ်တမ်းတွေပြန်လဲရရှိထားတာဖြစ်ပါတယ်အဲ့ဒီဓာတ်ပုံမှတ်တမ်းတွေကိုဘယ်ရတာလဲဆိုတော့သူကဖုန်းလက်ထက်လုံမယ်ဆိုပြီးအဲ့ဒီဆိုင်ကိုလာတယ်ပြီးတော့ဖုန်းအစ်စ်ကိုသူကလူပြီးတော့ထွက်ပြေးသွားတယ်ဒါပေမဲ့သူ့ဖုန်းကိုပြန်ယူသွားဖို့ဒီကောင်မိနေခဲ့တယ်ထင်ပါတယ်ဆိုတော့သူ့ဖုန်းထဲမှာဓာတ်ပုံမှတ်တမ်း data အချက်လက်တွေအများကြီးကျန်ခဲ့တာအိမ်တောင်စုစည်ရင်းအပါအဝင်ဆိုတော့ခိုးလဲခိုးခြင်းနဲ့လူလဲလူခြင်းနဲ့လူမသိအောင်လဲမလုပ်တတ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့ရွာတိုင်းမှာလည်းပဲအဲ့ဒါခိုးစိုးလူနိုင်ဆိုရင်လည်းပဲဒီကောင်နေပဲအခုကျွန်တော်တို့အချင်းဦးစီးကရဲခွေးဝင်တဲ့ကဖုန်းဆိုင်မှာဖုန်းတစ်လုံးကိုလှုပ်ပြီးတော့ထွက်ပြေးသွားတာကြားလုံးမှာကောင်းသေးရဲ့လားကျွန်တော်တို့ဟုတ်ပြီဒီပြစ်စင်ကကျွန်တော်24ရက်နေ့မှာကျွန်တော်တို့အဲ့ဒီကောင်ကဖုန်းလက်ထက်လုပ်ဖို့ဆိုပြီးတော့ဒါဟန်ဆောင်ပြီးတော့ဖုန်းလူရထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်တယ်လာတာမြို့နယ်လမ်း20မှာဘန်ဒရာနဲ့နော်ဝေတာလမ်းကြားမှာ IU Mobile Golf Second Hand Shop မှာဖြစ်သွားတာပါအဲ့ဒီကောင်ကဖုန်းလက်ထက်လုပ်မယ်ဆိုပြီးတော့ဖုန်းကိုကြည့်ရှုနေတဲ့အချိန်ကျွန်တော်ဗီဒီယိုမှတ်တမ်းလေးကိုလည်းကျွန်တော်ကြည့်လိုက်ရပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒါသူ့ကိုပေါ့နော်ဖုန်းလေးပြတယ်ဝန်ထမ်းကောင်မလေးကပြီးတော့ဝန်ထမ်းကောင်မလေးကဒီဘက်ကိုလှည့်တဲ့အချိန်မှာသူကအဲ့ဒီဖုန်းကိုယူပြီးတော့တကားကိုဖွင့်ပြီးတော့ထွက်ပြေးသွားတာဖြစ်တယ်ဆိုတော့သူကလူချင်းစောနေတာထွက်ပြေးသွားတာဒါပေမဲ့သူ့ရဲ့ဖုန်းကိုပြန်မယူသွားဘူးဆိုတော့ကြံခဲ့တဲ့သူ့ရဲ့ဖုန်းမှာ data အချက်လက်တွေတက်ဖို့မှတ်တမ်းတွေအကုန်လုံးကြံခဲ့တာဖြစ်ပါတယ်လွတ်စရာတော့အကြောင်းမရှိတော့ဘူးဒါကတော့မင်း online အောက်မှာကျွန်တော်တို့ဖြစ်ပြနေတဲ့အဖြစ်ပြများစွာတဲကတစ်ခုပါလက်ရှိကျွန်တော်တို့အဲ့ဒီကောင်ရဲ့ဓာတ်ပုံမှတ်တမ်းတွေရဆိုအချင်းဦးစီးဌာနကတသားအဆင့်ရှိတဲ့ရဲခွေးဖြစ်နေတာပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းကျွန်တော်တို့ဒါတကယ်ဝမ်းနည်းပွဲကျွန်တော်တို့ကိစ္စလေးတစ်ခုလေးကြားလိုက်ရပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ចောင်းသားငယ်ချင်းရဖြစ်တဲ့နေရာမှာကျွန်တော်တို့ចောင်းသားလေးတယောက်ကျွန်တော်တို့အသက်သေဆုံးတဲ့အထိကျွန်တော်တို့ဖြစ်သွားတဲ့ကိစ္စလေးတွေကျွန်တော်တို့ကြားလိုက်ရပါတယ်ဆိုတော့ဒါဟာလက်ရှိမင်း online အောက်မှာကျွန်တော်တို့ရဲ့ဒါရသပြည်သူတွေရဲ့နေ့စဉ်ဖြစ်တန်းနေရတဲ့မလုံခြုံတဲ့အခြေအနေတွေပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအချို့ကလင်းငယ်တွေကလမ်းမရောက်နေတဲ့အခြေအနေတွေဒါတွေကိုကျွန်တော်မိဘတွေအားလုံးအထူးကြီးပြမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဖြစ်ပြသွားတဲ့အဲ့ဒီမှတ်တမ်းဗီဒီယို CCTV မှတ်တမ်းကျွန်တော်ရှိမှလည်းရှိပါတယ်ဆိုတော့ဒီမှတ်တမ်းမှာဆိုရင်စိုက်ပိတ်ချိန်တွေဖြစ်နေတာရောပြီးတော့လာနေကြတဲ့အဲ့ဒီကောင်က3ကလောက်လာခဲ့ဘူးတယ်လို့သူတို့အဲ့ဆိုင်ကနေပြီးပြန်ပြီးတော့ပြောပြထားတယ်ဆိုတော့ဒါဝန်ထမ်းတွေရဲ့ပေါ်ဆမှုကြောင့်လည်းပြောလို့ရတယ်လက်ထက်လုံးနေတဲ့
ဒါလုံမယ်လို့ကြည်နေတဲ့အချိန်မှာပဲအဲ့ဒီဖုန်းကိုယူပြီးတော့ထပ်ပြေးသွားတာဆိုတော့ဒီကောင်ကသူ့ရဲ့ဖုန်းကိုခြံခဲ့ပြီးတော့ကျွန်တော်တို့ဖုန်းတစ်ကိုလူပြီးတော့ထပ်ပြေးသွားတယ်ဆိုတဲ့ကိစ္စကကျွန်တော်အမြင်ကတော့အဲ့ဒီကောင်ရဲ့ပထမဆုံး experience ပဲဖြစ်မယ်ထင်တယ်ဗျာဆိုတော့အတွေ့အကြုံမရှိတော့တက်မှာကျွန်တော်မိသားစုကြီးရမလားဆိုပြီးတော့သူ့ရဲ့မူလလက်ဟောင်းဖုန်းလေးကိုမယူဘဲနဲ့ဖုန်းတစ်ကိုယူပြီးတော့ထပ်ပြေးသွားတဲ့အခြေအနေပါဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဒါဖြစ်စဉ်လေးတစ်ခုလည်းဖော်ပြခြင်းတယ်အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်တို့ဒီလေကြောင်းပစ်ခတ်မှုတွေကြောင့်နောက်ပြန်ဆုတ်ပေးရတဲ့နေမြေတစ်ခုရှိခဲ့တယ်အဲ့ဒါကကျွန်တော်တို့အောက်တိုဘာ14ရက်နေ့မှာကျွန်တော်တို့အရကတက်တော့ AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ပြီးသားကျွန်တော်တို့ .63 လုံးကိုဆိုတော့ကျွန်တော်တို့မှုပြည်သူတွေအနေနဲ့ကျွန်တော်အရကတက်တော်ရဲ့သတင်းတွေကိုအများနဲ့နားထောင်နေကြတဲ့သူတွေဖြစ်တဲ့ .666 ဆိုတော့ဒီစကန်ကုန်းနဲ့ပတ်သက်ပြီးတော့အားလုံးသိရှိပြီးဖြစ်ပါတယ်အဲ့ဒီနေရာကကျွန်တော်တက်ခိုက်သိမ်းပိုက်ပြီးသားဒါပေမဲ့အဲ့ဒီနေရာကိုဂျမ်ဖက်စစ်ခွဲကလေချောင်းကပြစ်ကူထွေဒါအရန်ကိုပြစ်တဲ့အခါမှာကျွန်တော်တို့နောက်ကိုစုပ်ပေးလိုက်ကြတယ်ဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်မိသားစုဝင်တွေဆိုတော့အဲ့ဒီနေရာမှာပြန်ပြီးတော့နေရာချဖို့အတွက်ဒီကောင်တွေစစ်ကြောင်းတွေထိုးတယ်ကျွန်တော်တို့ဂျာပြတ်တက်ခိုက်မှုတွေအများကြီးချားမှယာနဲ့ထောင်နဲ့ချီတဲ့ကောင်တွေမသားတွေဖြစ်သွားကြတယ်ဆိုရလဲရှေ့သတင်းတွေမှာအများကြီးကြားခဲ့ပြီးဖြစ်ပါတယ်အခုနောက်ဆုံး upgrade ပြောချင်တာ upgrade မှာကြတော့ကျွန်တော်တို့အဲ့ဒီ .63 လုံးဂျမ်ဖက်စစ်ခွေးတက်စခန်းအတွင်းထဲကိုဒီကောင်တွေဟာလေကြောင်းတစ်ခုတွေပြစ်ပြီးတော့အကောင်300ကျော်လောက်လာပြီးတော့အထိုင်ပြန်ချတာဒါပေါ်အရကတက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကပတ်လဲပတ်ပြီးတော့တီးလိုက်တဲ့အခါမှာအဲ့ဒီကောင်3ကောင်လုံးပျောက်ပြီးတော့အဲ့ဒီ .63 လုံးစခန်းကျွန်တော်တို့ရဲ့လက်ဝဲအတွင်းကိုပြန်လဲရရှိသွားပြီဆိုတဲ့အကြောင်းပါကျွန်တော်မြန်မာစကားပုံတစ်ခုရှိတယ်ဗာလဲမွေပါလဲစုံသားလဲစုံလားဆိုမြောင်လိုင်းကတော့အဲ့လိုတက်မှာမဟုတ်ပါဘူးဆိုတော့လက်ရှိအဲ့ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဒါမြောင်လိုင်းအောက်မှာရှိနေတဲ့ငစနူခွေးအတူဟာဒါသူရဲ့ဘွားတွေသူရဲ့အသက်တွေကိုဘာမှမသိပြဆက်လိုက်ရတာဖြစ်တယ်ဆိုတော့အကတက်တော့ AA တကယ်ကိုနီးပြူကပြောင်မြောက်တဲ့ကျွန်တော်တို့ဒီတပ်ဖွဲ့တွေလည်းဖြစ်တယ်ပြီးတော့သူရဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကျွမ်းကျင်ပိုင်နိုင်တာကိုကျွန်တော်တို့ဒီနောက်ပိုင်းတွေမှာထထရှားရှားမြင်တွေ့ရတယ်ဆိုတော့ဂျာပြတ်တက်ခိုက်မှုတွေကြောင့်လည်းပဲအဲ့ဒီမှာတော်တော်များများအကြမ်းဖက်စစ်ခွတ်တက်ကကောင်တွေအသက်တွေပါသွားခဲ့ပြီးတော့ဒါကိုအဲ့ဒီ .63 လုံးအတွင်းကိုစစ်ခွေးအကောင်300ကျော်ကိုရောက်အောင်ပို့ထားခဲ့တာဆိုတော့တကယ်အချိန်ကောင်းမှာအရကတက်တော့ A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေပတ်ပြီးတော့တီးလိုက်တဲ့ချိန်မှာအဲ့ဒီအကောင်3ကောင်လုံးပြုတ်သွားတာဖြစ်တယ်လို့ကျွန်တော်တို့သတင်းရရှိတာလားဖြစ်ပါတန်တယ်လို့ပြောရမှာပေါ့နော်တန်တယ်လို့ပြောရမှာကျွန်တော်မိသားစုဝင်ရပြီပေါ့တို့ဒီကောင်ကိုပြန်ပြီးတော့ထိမ့်သိမ်းနိုင်ပြီပေါ့အဲ့ဒီကောင်ကလည်းကျွန်တော်ပထမကရရှိပြီးပါပြီကျွန်တော်တို့အဲ့ဒါခိတခဏလက်လွတ်ပြီးတော့သူတို့စစ်ကြွလာတဲ့အချိန်မှာကျွန်တော်တို့မှန်ကန်ပြင်းထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်အဓိကဖော်ပြကြည့်ပေးခြင်းတဲ့အကြောင်းအရာက ARV သားတွေရဲ့ကြမ်းချက်တွေကိုကျွန်တော်ဖော်ပြပေးခြင်းတာပါဆိုတော့ကျွန်တော်ဗီဒီယိုအများနဲ့ကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေ ARV သားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလင်းသိလို့ဖော်ပြတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကာဝေးတပ်ဖွဲ့ဝင်တွေမှာကျွန်တော်တို့ပေါ့နော်လက်ရှိဒီပြကျွန်တော်တို့ရဲ့ခွင်ထဲမှာ ARV သားတွေအများကြီးရှိတယ်ပြီးတော့ ARV သားတွေဟာနေရာစုံမှာကျွန်တော်တို့ပါဝင်နေကြတယ်နေရာစုံဆိုတာလည်းနဲ့ထုတ်လို့နေနေရာမှာလည်း ARV သားတွေကျွန်တော် drone ဖွဲ့တွေမှာလည်း ARV သားတွေတက်ခတ်ရေးမှာလည်း ARV သားတွေကျွန်တော်တို့ထောက်ပို့ရေးတွေမှာလည်း ARV သားတွေကတကယ်ကိုတခဲနဲ့ဒီဒေါ်လာရေးမှာပါဝင်နေကြတာဖြစ်ပါတယ်အဖက်ဖက်ကပေါ့ဗျာဆိုတော့ကျွန်တော်လည်းအရန်ကိုရင်းနေတဲ့ ARV သားရဲဘော်ရဲဘက်တွေလည်းအများကြီးရှိပါတယ် ARV သားတွေအတွက်လည်းတကယ်ကိုဂုဏ်ယူလို့ ARV သားတွေကလက်သီးကိုချစ်ချစ်ပေါအောင်စောက်ပြီးတော့အချိန်တစ်ခုကိုစောင့်နေကြတာဖြစ်ပါတယ်အခုအရကတက်တော့ AA နဲ့ ARV သားတွေရဲ့ပူးပေါင်းစစ်စင်ရေးပတ်ပြီးဆိုတဲ့အတိုင်းပတ်ပြီးတော့တီးတော့တာပဲဗျာဆိုတော့ဘလောက်တော့ကြမ်းလဲမကြမ်းလဲဆိုရင်လည်းယာနဲ့ချီပြီးတော့ကျန်းဖက်စစ်ခွေးတက်ကကောင်တွေကမတာဖြစ်သွားကြတယ်ဆိုတော့အဲ့ဒီအလောင်းတွေဟာသူတို့တွေကောက်လို့မကုန်နိုင်တယ်လို့ကျွန်တော်တို့ဒီဖောကားတွေနဲ့ပါကျွန်တော်တို့ဒါမိုးကားတွေပါအုပ်ပြီးတော့ပြန်လဲပြီးတော့တည်ပြီးတော့ကျွန်တော်တို့အားလုံးကိုစုပြုံပြီးတော့ဘဖိုးနဲ့ဒူးပြီးတော့မြည်မြုပ်တာတော့ပြီးတော့မီးပုံပြီးတော့ရှုပ်လိုက်ရတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်ဆိုတော့ဟိုဘက်မှာရှိနေတဲ့ကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ဘက်ကဒီတက်မီတာစုဝင်တွေတော့အဲ့ဒီအကြောင်းကိုသူတို့ကြားမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့လင်းနေတိတ်လားမတိတ်လားဆိုတော့သူတို့ကိုယ်တိုင်သိရမှာမဟုတ်သူတို့ share သွားပြီးွားရင်လည်းပြန်မလာဘူးဆိုတာကလည်းဒါကျွန်တော်တို့လက်ရှိ
အရန်ကို hot ဖြစ်နေတဲ့ပုံစံမျိုးတစ်ခုတော့ဆိုရပါတယ်ဟုတ်ပြီတာဘောမှာရှိတဲ့ဂျန်ဖက်စစ်ခွတ်တဲ့စကန်လီကိုအဲ့ဒါတက်တော့အေးနဲ့ပူဝန်တပ်ဖွဲ့ဝင်တွေဝင်တိုက်ခိုက်သိမ်းပိုက်မှုဖြစ်စဉ်အဲ့ဒီဖြစ်စဉ်အတွင်းမှာဂျန်ဖက်စစ်ခွတ်တဲ့ကရာရှိတွေအပါအဝင်တည်ဆုံးမှုတွေအလုံးကိုများပြားခဲ့တာဖြစ်ပြီးတော့မိုးကအုပ်ထားတဲ့ Fokker Arena မှာအလောင်းတွေကိုတဲထုတ်သွားရတာယာနဲ့ချီတယ်လို့ကျွန်တော်တို့သိရရှိထားတာဖြစ်ပါတယ် ARV တိုင်းတာဘောမြို့နယ်ဂျန်ဖက်စစ်ခွတ်တဲ့ကာဂစ်ကန်တွေကိုအဲ့ဒါတက်တော့အေးတိုက်ခိုက်သိမ်းပိုက်မှုဆိုတော့အဲ့ဒီတိုက်ပွဲတွေအတွင်းမှာကျွန်တော်တို့ရဲ့ ARV သားတွေအများကြီးပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတက်တော့ ARV ပါကပါ ARV PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဝိုင်းပြီးတော့တမလိုက်တာကြာနေပြီကျွန်တော်ရဲ့မိသားစုတွေကြာနေပြီဒီအချိန်ကိုရောက်ဖို့အတွက်ကျွန်တော်ကောင်းကောင်းသိတာဟုတ်ကျွန်တော်လူငယ်ချင်းချင်းရဲ့ခံစားချက်တွေချို့ကပြောတယ်ARV မှာဒလန်ကြီးတက်တက် ARV မှာဘယ်လိုပြောမလဲဟိုလိုဒီလိုငပြူကောင်းနေများမှများ ARV မှာဘယ်လိုပြောမလဲသူနဲ့မဆိုင်လို့နေတဲ့သူတွေအများကြီးစသည်အပြစ်ဆိုကြတာမဟုတ်ဘူးကျွန်တော်တခါတည်းမှာအချိန်တစ်ခုကိုစောင့်ရတာလည်းရှိတယ်ကျွန်တော်အများအားပေါ်ပြတက်ပါတယ်ကျွန်တော်ရောက်လာတဲ့အချိန်ကျရင်အကြအားလုံးကတကယ်အတွင်းမှာပြီးသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီတိုက်ပွဲတွေအတွင်းမှာဂျန်ဖက်စစ်ခွတ်တက်ကယာနဲ့ချီပြီးတော့တေဆုံးသွားတာဖြစ်တယ်ပြီးတော့စစ်ကန်တော်တော်များကိုလည်းဆုံးရှုံးခဲ့ရတယ်တေဆုံးသွားတဲ့အထဲမှာရာရှိပိုင်းတွေပါဝင်သွားတယ်လို့ကျွန်တော်တို့သိရှိထားရတယ်အဲ့ဒီရာရှိပိုင်းတွေတိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့အတွက်သတင်းတွေကိုလက်ရှိဖုံးဖိထားတယ်လို့ကျွန်တော်တို့ကြားရပြီးတော့မာဆာယာလေးကိုပို့ထားတဲ့အရာရှိတွေတဲကတေတာတွေပါဝင်ပြီးတော့ကျွန်တော်တို့မနေ့ကပဲရွှေမြင့်တင်မှာလာပြီးတော့တကြိုသွားတာတွေလည်းကျွန်တော်တို့ရှိတယ်လို့ဒေသခံပြည်သူတွေကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တာပေါင်းအခြေဆိုင်ခမရာ338တက်ရင်လက်နက်ကြီးတွေနဲ့အပြင်းထန်စစ်ကူတွေပြစ်ကူတွေပေးနေပါတော့လဲတကယ်ကိုရှေ့ထဲမှာသေဆုံးမှုတွေအလွန်များပြားနေတဲ့အတွက်အဲ့ဒီအလောင်းတွေကိုဖောကားပေါ်ကောက်တင်ပြီးတော့ဝါတာဖလူးနဲ့အုပ်ပြီးတော့တေဆောင်သွားကြတာဖြစ်တယ်လို့မျက်မြင်ကျွန်တော်တို့ဒေသခံပြည်သူတွေကသတင်းပေးပို့ထားတာဖြစ်ပါတယ်အဲ့ဒီအရှိမသေဆုံးခဲ့တဲ့အလောင်းတွေကိုကျွန်တော်တို့ဒါဇန်နဝါရီ26ရက်နေ့ညနေပိုင်းမှာခမရ338အတွင်းထဲမှာပဲတကြိုခဲ့ရတယ်လို့လည်းကြားသိထားရတယ်ဆိုတော့ဒဏ်ရရှိထားတဲ့အရာရှိတွေလည်းအများပြဖြစ်နေတယ်သူတို့ကိုလည်းပသိမ်အခြေဆိုင်အနောက်တိုင်းတိုင်းစစ်နာချုပ်နာတာခစစ်မြေပြင်စေးတက်ရင်မဆာရလေးကိုလည်းပို့ဆောင်ထားတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတာဖြစ်တယ်လက်ရှိအချိန်မှာကျွန်တော်တို့ဒေသခံတွေစွန့်ခွာသွားတဲ့တဲဖြူကျေးရွာအဲ့ဒီမှာကျန်းဖက်စစ်ခွတ်တက်ကအထိုင်ချပြီးတော့လက်နက်ကြီးတွေပြင်ဆင်ပြီးတော့တဲဖြူကနေကျွန်တော်တို့မယန်းချင်းဖို့ကြောင်ကျေးရွာတဲ့အထိကျွန်တော်တို့ကင်းမုံတွေအထက်ထက်ချထားရတယ်ဆိုတော့အကြောင်းကိုလည်းပဲကျွန်တော်တို့ AR အထူးတပ်ဖွဲ့ဝင်တွေကပြန်ပြီးတော့ကြားသိထားရပါတယ်ဆိုတော့အဲ့ဒီယာနဲ့ချီတဲ့အင်အားတွေတေဆုံးသွားတဲ့အခြေအနေအဲ့ဒီတေဆုံးမှုမှာလည်းကျန်းဖက်စစ်ခွတ်တက်ကရာရှိဘိုင်းတွေပါသွားတဲ့အတွက်ကြောင့်အဲ့ဒီအလောင်းတွေကိုတည်ယူတဲ့နေရာတွေမှာတော့၎င်းပြီးတော့လက်ရှိချိန်မှာမတာချနေတဲ့နေရာတွေမှာလည်းပဲသတင်းကိုလုံးဝကိုဖုံးဖိထားတယ်လို့ကျွန်တော်တို့သတင်းတိတိကျကျရရှိထားတာဖြစ်ပါတယ်သူတို့ရဲ့ဘဝတွေသူတို့ရဲ့အခြေအနေဒါအောင်တည်သွားတဲ့အထဲမှာငါလင်ပါလားငါမိသားစုပါလားမေးဖို့မြန်းမှုဆိုတာကဝေလာဝေးဆိုတော့တေတော့တေသွားပြီပဲဗျာတေပြီပေါ့ပြောလိုက်ပေါ့အဲ့ဒါမှလည်းပဲဒါကျွန်တော်တို့မွေးငါးလေးပါချက်ပြီးတော့ဘလို့လဲတာရုတွေပါခေါ်လို့ရမှာအဲ့ဒါမှလည်းကြွတ်မှာသူတို့ကလည်းဒါပါလဲကျွန်တော်တို့ဗမာဟိုဘုရားဘာသာဆိုရင်ဒါအမျှဝေတာကိုလည်းသူတို့ရဲ့လိုချင်မှာပေါ့ဒါပေမဲ့လက်ရှိချိန်မှာတေဆုံးသွားတဲ့သူတွေဟာအင်အားအလွန်များပြားနေတဲ့အတွက်အရာရှိနေပါဝင်နေတဲ့အတွက်အဲ့ဒီသတင်းကိုဖုံးဖိထားတယ်ဆိုတော့တေသွားတယ်အဲ့ဒီကောင်တွေလည်းကြွတ်မှာမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုဝင်တို့ဒါကျွန်တော်အမှန်တရားကိုပြောနေတာအဲ့ဒီမှာပဲကျွန်တော်တို့တပွဲလေနဲ့အချိန်တိုင်းလည်းပဲငရဲကိုတေချာပေါက်ဆင်းရမယ်ကောင်ဘယ်ကောင်ပဲဖြစ်နေဟုတ်ပြီဒါကတော့ AR သားတွေရဲ့ကြမ်းချက်ကျွန်တော်မိသားစုဝင်နေကျွန်တော်နောက်ထပ်အတူတူဆွေးနွေးခြင်းနဲ့ကောင်းတဲ့တခုရှိတယ်ဗျအဲ့ဒါကမင်းအောင်အတွက်တင်ရင်တွေဟာငယ်နိုင်ဖြစ်နေပြီလားဆိုတဲ့
အကြောင်းကိုကျွန်တော်အနေနဲ့ဆွေးနွေးချင်ပါတယ်လက်ရှိဒီလိုမျိုးကျွန်တော်တို့ဒါမိဘမျိုးတွေမေးလာတဲ့ကျွန်တော်ပြည်သူတွေအတွက်ကျွန်တော်ပြန်ပြီးတော့သုံးသပ်ကြည့်တဲ့အခါမှာကျွန်တော်တို့ဗျာပြည်သူတွေဘက်ကနေပြီးတော့ဟာကင်ပြည်နယ်ဘယ်နေရာမှာအချမ်းဖက်စစ်ခွတ်တက်ကောက်ကောက်စစ်ရင်တန်းတွေနဲ့အင်အားတွေဘလောက်ပို့နေတယ်ပြီးတော့တန်ချက်ကရှင်တွေပါနေတယ်ပြည်သူတွေကဓာတ်ပေါ်မှတ်တမ်းဗီဒီယိုတွေနဲ့တကွကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေကရင်စစ်ရေးအခြေအနေတွေအားလုံးကို24နာရီမပြတ်သတင်းပေးပို့ကြတယ်ဒါပေမဲ့ဝင်လာတာပဲဝင်လာလက်ခံတာပဲပြီးသွားတော့လည်းပြီးသွားတာပဲဆိုတော့အခုထပ်ပြီးတော့မင်းနေကြပြီမင်းအောင်လိုက်အတွက်ရွှေကင်းနေဟာနေနိုင်မဲလားကင်းနေမြေတွင်းမှာကျန်ဖက်စစ်ခွတ်ကဝင်လာတယ်ထွက်လာတယ်လှုပ်ချင်တာလှုပ်မယ်မောက်ချင်မောက်မယ်တန်ချင်တွန်မယ်မောင်းထုတ်ချင်မောင်းထုတ်မယ်မင်းတို့ထွက်ဆိုတော့ဒီကနေ့မှာရန်လို့သတင်းကြီးတစ်ခုဖြစ်နေတဲ့အကြောင်းဖက်စစ်ခွတ်ကောက်ကောက်နေအင်အားတွေဖြစ်တင်းနေအင်အားဆိုတာဘာမှမဟုတ်ဘူးအင်အားဆိုတာဘာမှမဟုတ်ဒီကောင်လေး for show ဒီကောင်လေး for show ကျွန်တော်တို့တိုက်ခဲ့ပြီးကျွန်တော်တို့ကောင်းကောင်းသိတယ်ကျွန်တော်တို့လူငယ်တွေရောတစ်ချက်ကမလို့ဘာကားတွေပဲဖြစ်လားတကယ်ဖောက်ရင်တကယ်မီးလောင်တယ်တကယ်ပြင်းတကယ်သေးတယ်တကယ်မပြစ်တာရဲ့တကယ်မီးမဖုတ်တာရဲ့ကြောက်မယ်အဲ့ဒီကောင်တွေမြောက်ရီထိရောက်လာတာဖြစ်တယ်ကျန်တဲ့ကိစ္စတော့ကိန်းပြီးပို့ပြီးတော့သိပါလိမ့်အခုပြည်သူကမေးနေကြပြီမင်းရောငိုင်းအတွက်ကိန်းရင်တွေဟာငယ်နိုင်လားတဲ့ငယ်နိုင်မို့လို့လားပြည်သူကဓာတ်တွေကိုမြင်နေဓာတ်တွေကိုတွေ့နေပြည်သူကလည်းတောက်လျှောက်သတင်းပေးနေပါရက်နဲ့ကဲဟုတ်ပြီကျွန်တော်အခုလက်ရှိချိန်မှာအင်အားပြနေတဲ့အကြံဖက်စစ်ခွတ်တက်ကကောင်းနေမြောက်ရီတဲမှာလည်းဥဒူပြီးတော့ပြီးခဲ့ရပိုင်းတွင်းမှာပဲကျွန်တော်တို့ဒါ BGF ကနေပြီးတော့ KNA ဗတ်စစ်ပြောင်းတဲ့ဆိုတဲ့ကောင်းနေအဖွဲ့တွေအခုသူတို့က KNA ကနေပြီးတော့ BGF ဗတ်စစ်ကိုပြန်ပြောင်းကတ်ထားကြတယ်လို့ကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်ဗတ်စစ်ကကတ်ခွာဦးဗျအေးစေးပဲဒါပေမဲ့ဟုတ်ပြီကျွန်တော်ပြောရင်အများကြီးပါလာလိမ့်မယ်ဒါကြောင့်တကယ်ညင်နိုင်ဖြစ်နေပြီလားဆိုတာကိုပဲကင်းနေဖြေရမှာဖြစ်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံတနိုင်ငံလုံးမှာတိုက်ပွဲတွေဖော်ဆောင်နေတယ်အောင်ပွဲတွေလည်းအများကြီးရရှိနေတယ်ဒါပေမဲ့ကင်းပြည်နယ်တွင်းမှာကြားဖြန့်တဲ့ကလပန်ထိုးသွားလိုက်နှစ်ခွန်ကမျိုးဆောင်တက်တဲ့ကလပန်ထိုးခံလိုက်ရလိုက်ပြီးတော့လမ်းပြလောက်တာကြောင့်အချို့ရဲဘော်လူငယ်တွေလမ်းပြောက်သွားကြတာတွေအများကြီးခင်ပြည်နယ်မှာလမ်းပြောက်သွားတဲ့ရဲဘော်တွေအများကြီးရှိတယ်ကျွန်တော်မိသားစုဝင်နေဘာလို့ကမှာလဲငါတို့ဘာလို့ကမှာလဲငါတို့အချမ်းဖက်စစ်ခွေးတက်ကိုတိုက်ဖို့အတွက်ငါတို့လူငယ်တွေအစင်းနဲ့ဖြစ်နေကြတာငါတို့ဘာလုပ်ကြမှာလဲငါတို့ဘာလုပ်ရမှာလဲလူငယ်တွေအများကြီးဒါလေးတွေကိုသိစေချင်တာပါအခုသတင်းထပ်ပေါ်နေတယ်အခုမြင်တွေ့နေရတဲ့အကြောင်းရင်းတွေသတင်းမီဒီယာထပ်တယ်မှာကျွန်တော်မိသားစုကြားမှာပါတယောက်နဲ့ဝေဖန်နေကြတာတယောက်ကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြနေကြတာကျွန်တော်တို့ KNA ဗတ်စစ်တွေဖြုတ်ပြီးတော့ BGF ဗတ်စစ်တွေပြန်ကပ်ပြီးတော့လက်ရှိချိန်မှာငကိုအတိုင်းပဲသွားလာလှုပ်ရှားနေတဲ့သူတွေအစဉ်ပြေနေတဲ့သူတွေနော်အရင်တိုင်းပဲ KTV versus BR ဆိုင်တွေမှာလူစီကားနေတဲ့အခြေအနေအရင်တိုင်းပဲကြားဖြန့်တွေနဲ့စီဝါရေးတွေအစဉ်ပြေနေတဲ့အခြေအနေအရင်တိုင်းပဲဆိုတဲ့အကြောင်းတွေပဲကင်းပြည်နယ်မှာကျွန်တော်တို့ကြားနေကြရတာဖြစ်ပါတယ်တခါတည်းမှာကျွန်တော်တို့အရင်အားနာတယ် KNU မှာရှိတဲ့ကျွန်တော်တို့ရဲ့ဖိုးတွေကျွန်တော်တို့ရဲ့ဖူးတွေ KNU မှာရှိတဲ့ကျွန်တော်တို့ရဲ့တိုက်ခိုက်ရေးပကညောကြီးတွေကင်းနေမြေတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့အကိုတွေဥမာကြော့ရဲ့စီဝါတို့ကျွန်တော်တို့အရန်အားနာအကိုကတကယ်ကိုတော်တဲ့သူဖြစ်ပါတယ်
ကျွန်တော်လည်းဇက်ခေါ်ထုတ်ခဲ့တာလဲကိုပါပဲကျွန်တော်ဒီလိုဖြစ်နေပြီရေမပူနဲ့ကိုစီစဉ်လိုက်မယ်ချက်ချင်းပဲကျွန်တော်စီစဉ်ပြီးတာဆိုတော့ကျွန်တော်စီဝါအတွက်ဆိုရင်ကျွန်တော်တို့ကလည်းပိတ်ဆက်ဖို့အစဉ်သင့်ရှိတယ်ဗုဒ္ဓဘောအတွက်အချို့ရဲဘော်တွေပိတ်ဆက်ဖို့အစဉ်သင့်ရှိနေကြတယ်ဆိုတဲ့အတိုင်းပေါ့ဗျာဦးကျွန်တော်တို့ဘာဆက်လုပ်ရမလဲကျွန်တော်တို့ဘာလုပ်ပေးရအောင်မလဲဒါရဲဘော်လူငယ်တွေရဲ့မိကုံးမှာပြည်သူတွေကမိကုံးကတော့ရှင်းတယ်တင်းတွေကမင်းအောင်နိုင်အတွက်ကတော့ငယ်နိုင်ပဲလားโอเคအချိန်တခုတော့ကျွန်တော်တို့စောင့်ရမှာပေါ့ဗျာကျွန်တော်တို့အဲ့လောက်မှမပါနဲ့ဘူးဆိုရင်ဒီဒေါ်လာရေးမှလည်းကျွန်တော်တို့ဆက်လက်ရှင်သန်ဖို့ခက်ခဲတယ်ဒေါ်လာမှာအသက်ရှင်မှာကျွန်တော်တို့အတူတူအောင်ပွဲခံမယ်ဟုတ်ပြီเนาะကျွန်တော်ရဲ့မိသားစုဝင်ဒီနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာအကြောင်းမိသားစုဝင်အားနဲ့တက်မလို့မျှော်လင့်ပါတယ်ကျွန်တော်တို့လိုအပ်နေတဲ့ကျွန်တော်တို့စံအိတ်150နဲ့စီ15ဘုံစီ15ဘုံကတော့ပြည့်သွားပါပြီပြည့်ပြီးတော့စီကကြော်တော့ကြော်သွားပါတယ်ဆိုတော့ကျွန်တော်တို့စံအိတ်150ကတော့ကျွန်တော်တို့လိုအပ်ချက်တွေရှိနေစေဖြစ်ပါတယ်ဒါကျွန်တော်တို့ပြန်ပြန်အားဖြင့်ကျွန်တော်အိတ်50ဝန်းကျင်လောက်လိုအပ်နေစေဖြစ်တဲ့အတွက်ကျွန်တော်မိသားစုဝင်နေ